မင်္ဂလာပါဒီတစ်ခါတော့ကျွန်တော်တို့ tutorial 2အနေနဲ့ plate bending element လေးကို model လုပ်တာကိုပြောမှာပါဒီ plate bending element ကတော့ဒီထဲမှာကျွန်တော်တို့တောင်၄တောင်ပါတဲ့ quadrilateral element နဲ့ model လုပ်ထားပါတယ်ပြီးလို့ရှိရင်ဒီမှာကျွန်တော်တို့ area element အနေနဲ့ရနိုင်တာကဒီ plate bending element ရဲ့ membrane element ရဲ့ shell element ရဲ့နော်အားလုံး quadrilateral ဖြစ်တဲ့အတွက်ဒီမှာ element name ကြလို့ရှိရင် quad plate quad mem ပြီးလို့ရှိရင် quad shell နော်အဲ့လိုနာမည်လေးနဲ့ပေးထားပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့ flow plan လိုဟာမျိုး model လုပ်တဲ့အခါကြလို့ရှိရင်beam နေနဲ့တွဲပြီးတော့လည်းသုံးလို့ရတာပေါ့နော်အဲ့တော့ကျွန်တော် 3D frame အပြည့် full ဒီ complex geometry နဲ့ element မျိုးစုံပေါင်းစပ်ပြီးတော့လည်းသုံးလို့ရပါတယ်နော်အဲ့တော့လောလောဆယ်တော့အလွယ်ဆုံး model လုပ်တဲ့အခါမှာလိုအပ်တဲ့ဟာလေးတွေအပြည့်စုံသိအောင်ကျွန်တော် element type တစ်မျိုးစီကိုပဲ tutorial လေးမှာအရင်ပြောပြသွားမှာဖြစ်ပြီးတော့နောက်ပိုင်းကျမှ complex model လေးတွေဆက်ပြီးတော့တည်ဆောက်ကြည့်မှာပါเนาะအဲ့တော့ကျွန်တော်တို့အသစ် model လေးစောက်ကြည့်လိုက်အောင်เนาะအဲ့တော့ပထမဆုံး model လေးဖွင့်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ edit model ထဲမှာဒါ introduction မှာတော့ပြောခဲ့တဲ့continuous beam လေးနှစ်ချောင်းပေါ့နော်အဲ့ဒီနှစ်ချောင်းကို model လုပ်တဲ့ဟာလေးရေးတာပေါ့နော်ကျွန်တော်တို့ model လုပ်ထားတဲ့ data လေးတွေကို file နဲ့တင်ထားလို့လည်းရပါတယ်ပြန်ပြီးတော့လိုချင်တဲ့အခါကျရင် open နဲ့ဖွင့်ယူလို့ရပါတယ်နော်အဲ့တော့ကျွန်တော်တို့ဒီ Android device တွေထဲမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ laptop ဟို desktop တို့မှာကြာလို့ရှိရင်ဒီကျွန်တော်တို့ emulation model နဲ့ Android ကို run ထားမယ်ဆိုလို့ရှိရင်လည်းသုံးလို့ရပါတယ်နော်အဲ့တော့လောလောဆယ်ကျွန်တော်တို့ edit model နဲ့ model အသစ်ကလေးစပြီးတော့တိဆောက်ကြည့်ပါမယ်နော်အဲ့တော့ grid line လေးတွေကျွန်တော်တို့ပုံဆွဲလို့လွယ်အောင်အရင် define လုပ်ပါမယ် mathematic engine ပါတယ်ဆိုတော့သူ variable လေးတွေနဲ့ကျွန်တော်တို့ရေးပါမယ်နော်အဲ့တော့ x1 ပေါ့နော် x1 ကတော့ပထမဆုံး grid line ကတော့0ဆိုတော့ကျွန်တော်မရေးတော့ဘူးနော်အဲ့တော့နောက်ဒုတိယ grid line ကနေစပြီးတော့ရေးပါမယ်ဒုတိယ grid line ကကျွန်တော်တို့10ပြီပေါ့နော်နောက်တတိယ grid line ကြလို့ရှိရင်ကျွန်တော် x2 နဲ့ရေးပါမယ်ပြီးလို့ရှိရင်သူရဲ့ span ကကျွန်တော်တို့12ပေထားလိုက်ခြင်းတယ်အဲ့တော့ရှေ့က10ပေနဲ့ဆိုရင်22ပေပေါ့နော်အဲ့တော့အဲ့လိုရေးရင်လည်းရပါတယ်ကျွန်တော်တို့နောက် span ရဲ့တန်ဖိုးလေးမှာကျွန်တော်တို့ထပ်ပြီးရှေ့က x1 ကိုပေါင်းထိထားရင်လည်းရပါတယ်ဒါဆိုကျွန်တော်တို့ပြင်ရတဲ့ဟာ x1 ကိုပြင်လိုက်တာနဲ့ x2 ကပါ automatic ပြင်ပြီးသားဖြစ်သွားမှာပေါ့နော်အဲ့တော့x direction မှာတော့2 span ပေါ့နော်10 base span 12 base span y direction မှာကြာလို့ရှိရင်တော့ကျွန်တော်3 span လောက်လုပ်ကြည့်ပါမယ်အဲ့တော့ရှေ့ဆုံး0 line ကိုခြံထားပြီးရင် y1 ကစပြီးတော့ကျွန်တော်တို့ရေးပါမယ် y1 ကကျွန်တော်တို့ပထမဆုံး span က4 ပေပေါ့နော်ပြီးဒုတိယ span ကို12 ပေလို့ထားပါမယ်အဲ့တော့ကျွန်တော်တို့ရှေ့က span y1 ကိုထပ်ပေါင်းထည့်ထားပါမယ်ပြီးတော့တတိယ span ကြာလို့ရှိရင်ကျွန်တော်တို့က10 base span လုပ်ချင်ပါတယ်အဲ့တော့10 base နဲ့သူရှေ့က coordinate y2 ကိုပေါင်းပါအဲ့တော့ဒါ grid line တွေရဲ့ xy value လေးတွေဆိုတော့ကျွန်တော်တို့ပို့တယ်လောက်ရတာလွယ်ပါလေပြီးလို့ရှိရင်ပြင်လို့လည်းလွယ်မှာပါနော်အဲ့တော့စချင်းတော့ကျွန်တော်တို့များသောအားဖြင့်
ဒီ material ကနေစပြီးတော့ model လုပ်ပါမယ်အဲ့တော့ material comment မှာကြာလို့ရှိရင် material ရဲ့နာမည် C3000 Young modulus 3122 Poisson's ratio 0.3 နော်ပြီးရင် session ပေါ့နော်အဲ့ slip လေးရဲ့ session အမျိုးမျိုးပြီးလို့လည်းရပါတယ်တခုလေးကျွန်တော်လောလောဆယ်ပြီးလိုက်ပါမယ် S6 နဲ့ 0.5 နော်ဒါပေးနေဆိုတော့ 0.5 feet ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ nodal ရဲ့ coordinate လေးတွေထည့်ပါမယ်နော်အဲ့တော့ပထမဆုံး nodal 1ပေါ့နော်ဒါ grid line x line ရဲ့ origin 0မှာရှိတာဆိုတော့0 0 0ပေါ့နော်အဲ့မှာ nodal လို့ရေးတာမှားတယ်ခင်ဗျနော် node လို့ရေးရမှာနော် node ပေါ့နော်အဲ့တော့သူ့ရဲ့ comment လေးတွေမှားလို့ရှိရင် syntax လေးတွေမှားရင် argument လေးတွေမှားရင်တော့သူက1နေလေးတော့ပြောအဲ့တော့ကျွန်တော်တို့ပြန်ပြီးတော့ပြင်လို့ရအဲ့တော့နောက်ထပ်ကျွန်တော်တို့ node drive တခုထပ်တင်မယ်ဒီ h line ပေါ်မှာပဲ node 2ပေါ့နော်အဲ့တော့ h tempo ကျွန်တော်တို့ h1 ပေါ့နော် y ကတော့0ပဲset လေ0ပြီးလို့ရှိရင် node 3ပေါ့ node 3ကြာလို့ရှိရင် x2 ပေါ့နော် y0 x z0 ပေါ့နော်အဲ့တော့ဒီက x ဝင်ရုပ်x direction မှာကျွန်တော်တို့ point 3 point ပေါ့နော်အဲ့လိုပဲ second row ပေါ့နော် y direction 4ပြီกว่าမှာထပ်ထည့်မှာဆိုတော့သူ့ကိုကျွန်တော်တို့ y value တွေအားလုံး y1 distance မှာရှိပြီနော်ပြီးလို့ရှိရင်နောက်တစ် point ကကျတော့နောက် row ပေါ့နော်အဲ့တော့သူကျတော့ y2 distance မှာရှိမယ်အဲ့တော့ y တမိုးတွေအကုန်လုံး y2 ပေါ့နော်အဲ့တော့ variable လေးတွေနဲ့ရေးရအဲ့ဒါတခုတော့လွယ်တယ်နော် copy paste လုပ်ရင်လည်းအဆင်ပြေတယ်အဲ့တော့နောက်တစ်ခုကနောက်ဆုံး row ပေါ့နော်နောက်ဆုံး row ကကျွန်တော်တို့ y3 ပေါ့နော်အဲ့ဒီ node ကလေးတွေ number ကလေးတွေပြင်မယ်ပေါ့နော် id လေးတွေ id လေးတွေ number ဖြစ်စရာတော့မလိုဘူးเนาะကျွန်တော်တို့က number ကြိုက်တာရေးလို့ရတယ်เนาะ a1 a2 a3 မှာ b1 b2 b3 စသဖြင့်ပေါ့နော်နောက်ဆုံး row ကျလို့ချင်းကျွန်တော်တို့ d1 d2 d3 ပေါ့နော်အဲ့လိုမျိုး row line number လေးတွေတိုင်လေးရတယ်เนาะအဲ့လိုမျိုးပဲနဲ့ number အစင်လိုက်အတိုင်းပဲဆက်တက်သွားလေရတယ်1 2 3ပြီးရင်ကျွန်တော်တို့ second row ကျလို့ရှိရင်4 5 6ပေါ့နော်ပြီးလို့ရှိရင်နောက် row ကျလို့ရှိရင်7 8 9နော်အဲ့နောက်ဆုံး row ကျလို့ရှိရင်ကျွန်တော်10 11 12နော်အဲ့တော့ restraint ကတော့ကျွန်တော်တို့ဒီ corner တောင်းပေါ့နော်ဒီ corner ဒီနောက်ဆုံး extension row မှာဆိုရင်1နဲ့3နဲ့ပေါ့နော်ဘယ်ဆိုညာဆိုပြီးနောက်ဆုံး row ကကျွန်တော်တို့10 11 12ဆိုတော့အဲ့ဒီမှာ10နဲ့12ပေါ့နော်အဲ့ဒါတွေကို support အနေနဲ့ကျွန်တော်တို့လုပ်ပါမယ်နော်အဲ့တော့သူ့ရဲ့ restraint နောက်မှရေးလဲရနော်အဲ့တော့ပထမ join 1 restraint type cut displacement
ပြီးရင် degrees of freedom 6ခုလုံးကို00ဒါလုံးမရွေ့ဘူးဆိုတဲ့သဘောပေါ့နော်ပြီးရင်ဒါလေးကိုကျွန်တော်နောက် join အတွက်ကူလိုက်ပါမယ်အဲ့တော့ corner down 4ခုဆိုတော့ support 4ခု number က1ရယ်နောက်3ရယ်နောက်ဆုံးကကျွန်တော်တို့12နဲ့10နော်အဲ့တော့ဒါပြီးသွားရင်ကျွန်တော်တို့ element နော်အဲ့တော့ element မှာကျွန်တော်တို့ plate element ဆိုတော့ quad plate နော်အဲ့တော့ quad plate ကိုကျွန်တော်တို့နာမည်လေးတွေပေးလို့ရတယ်နော်အဲ့တော့နာမည်လေးတွေကိုကျွန်တော်တို့ P1 လို့ပေးလိုက်မယ်ပြီးရင်သူ့ဆက်ထားတဲ့ node ကလေးတွေကို counter clockwise တိုင်းကျွန်တော်တို့ပြောအောင်နော်အဲ့တော့ x window တိုင်းကျွန်တော်တို့အရင်ခေါ်ကြည့်မယ် node 1နဲ့2ပေါ့နော်အဲ့တော့ corner ဆို corner မှာရှိတဲ့ point လေးတွေက1 2ပြီးနောက် second row က5 4နော်အဲ့တော့1 2 5 4ပြီး material name ကျွန်တော်တို့ရေးမယ်အပေါ်ကပေးထားခဲ့တဲ့နာမည်အတိုင်းပြီး session name S6 ဒါဆိုလို့ရှိရင်ကျွန်တော်တို့တော်တော်များများရေးပြီးသွားပြီ point တွေအကုန်ရေးပြီးသွားပြီ element လေးကတော့တစ်ခုပဲရှိသေးတာပေါ့နော်ဒါလေးကိုပုံကြည့်လို့ရပါတယ်နော်ဒီမှာကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ H direction မှာ span ကို1 2 3 4 5 6 7 8 9 10 11 12နော်ဒီမှာကျွန်တော်တို့ပထမဆုံး plate 1 2 5 4နော်အဲ့တော့နောက် plate တစ်ခုကြာလို့ရှိရင်2 3 6 5နောက် plate ကြာရင်4 5 8 7နောက်5 6 9 8စသဖြင့်အဲ့ဒီတိုင်းသွားမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ပြန်ရေးကြည့်မယ်အဲ့တော့ဒီ plate လေးတွေကို copy ကူးလိုက်နော်အားလုံးမ plate ကဘယ်နှခုရှိမလဲဆိုရင် H direction မှာ span ခု Y direction မှာ span 3ခုဆိုအားလုံး6ခုရှိပါမယ်နော်အဲ့တော့ကျွန်တော်တို့အဲ့6ခုစားလေး copy ကူးလိုက်နော်အဲ့တော့ P လေးတွေ number ID လေးတွေကတော့မတူရဘူးနော်1 2 3 4 5အဲ့တော့ node number လေးတွေပြီးတော့လို့ရှိရင်သူ set တဲ့ connection ပေါ့နော် join number လေးပြင်ရမယ်နော်အဲ့တော့1 2 5 4ပြီးလို့ရှိရင် H direction တိုင်း2 3အပေါ်ဘက်မှာ6နဲ့5နဲ့နော်အပေါ်မှာ4 5 6ရှိတော့နော်အဲ့လိုပဲနောက်ဒုတိယတန်းပေါ့နော်ဒုတိယတန်း4 5 6ဆိုတော့ကျွန်တော်တို့4ဝါစာမယ်4 5ပြီးလို့ရှိရင်အပေါ်တန်းပေါ့နော်အပေါ်တန်းကကျွန်တော်တို့4 5 6ပြီးတော့7 8 9အဲ့တော့ဒီနေရာမှာ8ရယ်7ရယ်ဖြစ်ပြီးလို့ရှိရင်အဲ့ဒီ4 5ပြီးတဲ့အခါကျတော့ကျွန်တော်တို့5 6နော်5 6ရဲ့အပေါ်ကျတော့9နော်ပြီးလို့ရှိရင်8ဒါကျွန်တော်တို့ဒုတိယတန်း slab နော်
ပြီးလို့ရှိရင်တတိယတန်း slab နော်တတိယတန်း slab ကြတော့သူက8930နော်ဟောအလုံးမဟုတ်456ပြီးရင်ခွန်89နော်အဲ့တော့ကျွန်တော်နောက်တစ်ခုကကျတော့ခွန်8နော်အဲ့ဒီအပေါ်မှာကြာလို့ရှိရင်ခွန်89ပြီး10လာနော်အဲ့တော့အပေါ်မှာ17နောက်10နော်ပြီးလို့ရှိရင်ဒုတိယ installation ပေါ့နော်အဲ့တော့ခွန်8ပြီးတော့ကျွန်တော်တို့89ပြီးရင်17ဒါလေးတွေဟုတ်မဟုတ်ကျွန်တော်တို့ပုံလေးတွေကြည့်လိုက်ပါနော်ဟုတ်ပါတယ်နော်အဲ့ဒီမှာကျွန်တော် counter clockwise နဲ့တွားထားတော့ local axis လေးတွေကြည့်လိုက်ရင်အပြာရောင်စက်ဝင်ယူလေးတွေအပေါ်ဖြစ်နေနော်အနီရောင် installation နော်အဲ့တော့အနီရောင်ကကျွန်တော်ပထမဆုံးစခေါ်တဲ့1254လို့ခေါ်လိုက်တော့12 direction က installation ဖြစ်သွားတယ်နော်တကယ်လို့ကျွန်တော်တို့2541လို့ခေါ်လိုက်လို့ရှိရင် y direction ရဲ့အနီရောင် installation ဖြစ်သွားနော်အဲ့တော့ကျွန်တော်တို့ကတသက်မှတ်မှတ်ကလေးလို့ပို့ကောင်းတယ်နော်ပြီးလို့ရှိရင်လေ z direction အပေါ်ကပုံတွေပဲနော်အဲ့ဒါမှလုံတွေနေပါလေတင်လို့ရှိရင်အားလုံးတညီတဲ့ sin minus ဆို minus plus ဆို plus ပေါ့နော်ပြီးရင်ကျွန်တော်တို့ bending moment diagram ကြည့်လို့ရှိရင်လေ compression zone tension zone ကအပေါ်လားအောက်လားခွဲလို့လွယ်သွားပြီနော်မတူလို့ရှိရင်တစ်မျိုးစီဖြစ်နေပြီနော်အဲ့တော့အဲ့ဒါလေးကလည်းအရေးကြီးတယ်နော်အဲ့တော့ကျွန်တော်တို့ model ပုံလေးကတော့အကြမ်းမြင်အဖြစ်ပြည့်စုံသွားပြီ support restraint လေးလည်းရှိသွားပြီနောက်တစ်ခုကကျွန်တော်တို့ပါလုပ်ဖို့လိုလဲဆိုလို့ရှိရင် loading လေးတွေနော်အဲ့တော့ loading လေးတွေဆိုတော့ load case ပေါ့နော်တယ်လို့လိုပဲနာမည်ပေးလိုက်ပါမယ် element load ပေါ့နော်အဲ့တော့ element load ကပထမဘယ် element လဲဆိုကျွန်တော် P1 P2 P3 တွေနဲ့နာမည်ပေးထားတော့အကုန်လုံးပဲเนาะ P1 အဲ့တော့ P1 ရဲ့ loading လေးတွေကျွန်တော် Q ပေါ့เนาะ QX Q1 QZ အဲ့လိုလေးပေးရအဲ့တော့ X direction Y direction တော့0ပဲထားလိုက်เนาะညာတော့ရင် plate bending မှာ horizontal loading တွေကိုresist လုပ်တဲ့ stiffness မရှိဘူးเนาะ membrane ကြမှာရှိเนาะအဲ့တော့အဲ့မှာ loading ထည့်လို့မရအောင်เนาะပြီးလို့ရှိရင် z direction အတွက် loading ကိုကျွန်တော်တို့ minus 0.2 2 kPa feet square ပေါ့เนาะအဲ့တော့ဒါကျွန်တော်တို့ element ဒါတစ်ခုပေါ့เนาะအဲ့လိုမျိုး element နောက်ထပ်ကျွန်တော်တို့ရှိတယ်လို့နော် P1 to P5 နော် P6 နော်ဒါ P1 ပြီးရင်ကျွန်တော်တို့ P2 P3 P4 P5 P6 အဲ့တော့ဒါဆိုရင်ကျွန်တော်တို့တော်တော်လေး model ပြည့်စုံသွားပြီနော်အဲ့တော့ဒီ model လေးကိုကြည့်လို့လည်းရမယ်ပြီးရင်ကျွန်တော်နည်းနည်းသိမ်းလိုက်မယ်နော် file လေးကနေ save နဲ့နော်အဲ့တော့များသောဖြင့်သူ့နာမည်ကို extension PE3 နဲ့သိမ်းတာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့က
plate 2 span extension နဲ့ y direction 3 span ဆိုတော့ 2/3 လေးရေးလိုက်နော်ဒါကြိုက်တဲ့နာမည်ပေးလို့ရပါတယ်ပြီးရင် dot pe3 ပေါ့နော်ဒါဆိုရင်နောက်တစ်ခါကျရင်ကျွန်တော်ပြန်ရေးစရာမလိုတော့နော်အဲ့တော့ဒါလေးဆိုရင်ကျွန်တော်တို့ကပြည့်စုံသွားတယ် material ကိုကျွန်တော် section ရော properties ပေးပြီးသွားပြီ connectivity တွေရော restraint တွေရောပေးပြီးသွားပြီဒါဆိုလို့ရှိရင် loading လည်းတင်ပြီးသွားပြီဆိုရင် run ကြည့်လို့ရနော်အဲ့တော့ run analysis ဒီ form ဖြည့်လေးပြလဲဆိုတော့ဒါ error မရှိဘူးနော်အဲ့တော့ scale လေးနည်းနည်းပြင်ကြည့်နော်အဲ့တော့သူ deflected shape လေးနည်းနည်းပေါ်လာနော်နည်းနည်းထပ်ပြီး scale လေးထပ်ချဲ့ကြည့်ဒါတော့ deflection ကိုပုံထဲမှာမြင်တာအောင်ပေါ့နော်တကယ်ရွေးတဲ့အရွေးရမသိတာဘူးနော်ဒါပေမဲ့လည်းပုံမှာမြင်ခြင်းเนาะကျွန်တော်တို့က scale လေးကို factor လေးများများပေးတော့နော်အဲ့တော့ plate ဒီ shell တွေက area element တွေကဒီလိုသူ plate single plate အတိုင်း model လုပ်လို့ရှိရင်အဖြေကမမှန်ဘူးဗျဘာလို့သူကသူရဲ့ stiffness matrix ကအတိအကျမဟုတ်เนาะအတိအကျမဟုတ်တော့အဲ့ stiffness matrix အတိုင်းရတဲ့အဖြေကို left မှာတိုင်းကြည့်လို့ရှိရင်ဘယ်တော့မှမကတ်เนาะတော့ဘယ်ချိန်မှမှန်လဲဆိုရင်သူရဲ့ element လေးတွေအသေးဆုံးဖြစ်မှမှန်เนาะအဲ့တော့သူ့ကို machine လုပ်ရတယ်เนาะအဲ့တော့ကျွန်တော်တို့ကဒီများသောအားဖြင့် grid span light span တွေကိုလွယ်အောင် slip တွေကိုလောက်ထားပေမဲ့ဒီတဲ့ပိုသေးတဲ့ machine တွေမှာသူကအဖြေရပိုတည်ကြနော်အဲ့တော့ကျွန်တော်တို့ကသူ့ကိုပို့ပြီးတော့တည်ကြတဲ့အဖြေရအောင် machine လေးလုပ်နော်အဲ့တော့အဲ့လိုမျိုး machine လုပ်ခြင်းသူ့ကို automate ဆိုပြီးပေးလိုက်လို့ရတယ်ကြိုက်တဲ့နေရာမှာရေးလို့ရပါတယ်နော်အဲ့တော့များသောအားဖြင့်ကျွန်တော်တို့ထိတ်ဆုံးမှာရေးလိုက်တာကောင်းautomate ဆိုပြီးပါပြရမလဲဆိုရင် maximum size ကိုပြရနော်အဲ့တော့ကျွန်တော် maximum size ကိုပြလို့ထားလိုက်အဲ့တော့နှစ်ပြည်တဲ့ကြော်ရင်သူ mesh လုပ်ပါဘူးနော်အဲ့တော့ဒီမှာတော့ကျွန်တော်တို့ plate ပဲရှိတာပေါ့နော် beam တွေပါထည့်ခဲ့မယ်ဆိုရင် h beam တွေကိုပါသူက mesh လုပ်ပါပေါ့နော်အဲ့တော့ဒီမှာ mesh လုပ်လိုက်ပြီပေါ့နော် point လေးတွေများလာပြီအဲ့တော့သူကိုကျွန်တော်တို့ analyze ထပ်လုပ်ကြည့်မယ်ဒီတစ်ခါကျတော့ကြည့်လိုက် deflection shape နော်ခုန scale နဲ့ဆိုအကြီးပဲဆို deflection ကပုံများလာတဲ့သဘောမှရှိနော်အဲ့ဒါက mesh လုပ်လိုက်တော့ပုံမှန်လာတယ်နော်အဲ့တော့ကျွန်တော်တို့ scale ကိုပြန်ခြုံလိုက်ဒါအလုံးမျိုးကြည့်ရဆိုနော်အဲ့ဒီ scale ရတော့ဒါမြင်ဖို့အတွက်လောက်ပါနော်တကယ် real ရွေးတဲ့အရွေးတွေကိုတော့ကြည့်ချင်းကျွန်တော်တို့ဒီ show result ထဲမှာကြည့်လို့ရတယ်နော်အဲ့ဒီမှာ point တွေရဲ့ deflection tempo လေးတွေ z direction vertical လေးတွေနော် minus လေးတွေပြတာအဲ့တော့ကျွန်တော် restraint ကcorner ၄ခုပဲပေးထားတာပေါ့နော်ဒီအလယ်မှာအမှန်တကယ်ဆိုရင် column တွေရှိတယ်ဆိုရင်အဲ့ဒီအရာမှာလည်း restraint ပေးရနော်အဲ့ဒါဆိုရင်တော့ deflection လေးတွေနည်းမယ်အခုဆို deflection တွေအများကြီးပဲနော် -5.762 ဒါပြည်ရင်းနဲ့ဆိုအကြီးတွေပဲနော်တကယ်လို့ဒါကျွန်တော်တို့က corner ပဲမဟုတ်ပဲနဲ့ clip point တွေစုံတဲ့နေရာတွေမှာပါ column ရှိတဲ့အတွက်restraint လောက်ထားလို့ရှိရင်เนาะအလောက်မဆိုးဘူးပေါ့เนาะဒါကျွန်တော်တို့နည်းနည်းလွယ်အောင်လုပ်ကြည့်တာပေါ့เนาะအဲ့တော့အဲ့ဒီ restraint လေးတွေထပ်ထည့်ခြင်းပဲဆိုလို့ရှိရင်လည်းရပါတယ်เนาะကျွန်တော်တို့များတော့အပြင် grid line ရှိတဲ့နေရာเนาะစီဆုံး၄ base span လေးကတော့တကယ်တမ်း grid line ကcantilever လေးလို့ယူဆိုင်အဲ့ပါ restraint မရှိဘူးเนาะ
အဲ့တော့အဲ့ဒီနေရာလေးခြံပြီးတော့ကျွန်တော်တို့ restraint ဒီ support တွေကိုပြန်ပြင်ကြည့်မယ်နော်အဲ့တော့ကျွန်တော်တို့က1 3မလုပ်တော့ဘူးနော်အဲ့တော့1 2 3ကပထမ line နော်အဲ့တော့ကျွန်တော်1 2 3မလုပ်တော့ဘူး4 5 6ကနေစလိုက်နော်4 5 6ပြီးလို့ရှိရင်7 8 9 7 8 9ပြီးတဲ့အခါကျလို့ရှိရင်10 11 12နော်အဲ့တော့နာ copy ကူလိုက်တာဒီအောက်က3ခုပို့သွားနော်အဲ့တော့အားလုံး restraint join ဘယ်နှခုဖြစ်တော့လဲဆိုရင်9ခုပေါ့နော်ဒီ space line ချထားလေရတယ်နော် space line ချထားရင်ဒါကြည့်ရတာသူ section လိုက်တည်တာပေါ့နော်မြင်တာပေါ့အဲ့လိုစာလေးရေးခြင်းနေဆိုရင် semicolon လေးခံပြီးတော့လေ notes လေးတွေရေးလို့ရတယ်နော်အဲ့ဒါကျွန်တော်colon support နော်စာတဖြင့်မနမရေးလေရနော်ဒါနာမည်လေးပဲဟို comment လေးပေါ့နော်အဲ့တော့နည်းနည်းကျွန်တော်တို့အဲ့ဒါလေးရှိသွားတယ်နော်အဲ့တော့ကျွန်တော်တို့ပြန်ရေးရအောင်အဲ့တော့ဒီမှာ open နဲ့ကျွန်တော်တို့ခုနက file လေးကိုခေါ်ကြည့်မယ်နော် plate 23 pe3 ပေါ့နော်အဲ့တော့ဒီ file လေးမှာကျွန်တော်တို့ restraint ပြင်တယ်နော်အဲ့တော့အဲ့ restraint ပြင်တဲ့ဟာလေးပြန်ပြင်ကြည့်အောင်နော်အဲ့တော့ကျွန်တော်တို့1 2 3 mode တော့ပဲကျွန်တော်တို့4 5 6နော်အဲ့တော့အရေးအတွက်တူအောင်ကျွန်တော်တို့နောက်4 5 6ပြီးတော့7 8 9 7 8 9ပြီးလို့ရှိရင်10 11 12နော်အဲ့တော့အဲ့ number လေးတွေပြင်မယ်4 5 6 7 8 9 10 11 12နော်အဲ့တော့သူကဒီရဲ့ alpha version ဖြစ်နေတော့နည်းနည်းလေးတော့လိုအပ်တာလေးတွေရှိမယ်နော်အဲ့တော့ကျတော့ကျွန်တော်တို့အဲ့ဒါလေးတွေရှိနေလို့ရှိရင်ဒါပြန်ပြင်ပါပေါ့နော်အဲ့တော့ဒီတခါဆို restraint လေးတွေပုံမှကြည့်လိုက်နော်ရှိ1 2 3မရှိတော့ဘူးနော်4 5 6 7 8 9ဒါ colon ရှိတဲ့နေရာလေးနော်အဲ့တော့သူ့ကိုကျွန်တော်တို့ run analysis နဲ့ run ကြည့်လိုက်နော်နောက်တစ်ခါကျွန်တော်တို့သူ auto match လုပ်အောင်နော် maximum size နဲ့ပြင်နေပဲလုပ်လိုက်မယ်ပြီးဒီ model file လေးကိုနည်းနည်းပြန်သိရအောင်နော်အဲ့တော့ကျွန်တော်တို့ဒီ
plate 2 3 B3 ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ analysis လုပ်ကြည့်မယ်ဒီ deform ဖြစ်ကလေးနည်းနည်းကြည့်ကြည့်မယ်ဒီတစ်ခါကျတော်တော်နေတော့ I know scale ကျွန်တော်တို့တော်တော်များများလေးနဲ့ကြည့်ကြည့်အောင်ဘာလို့ column support နေရာလေးရှိတော့လဲခါကြတော့နော်ဒါ deflection တော်တော်နေတော့ I know အဲ့တော့ဒါကတော့နည်းနည်းပို့ပြီးတော့ reality ဖြစ်တာပေါ့နော်ခုနလို corner ၄ခုတွေခါတော့ဒါအဲ့လိုပြီးတော့ slide spin လောက်ကြည့်မလို့ပေါ့နော်အဲ့တော့ဒီမှာရှေ့မှာကျွန်တော်တို့ cantilever slab လေးဖြစ်နော်အဲ့တော့သူကျွန်တော်တို့ plate movement လေး mx ဒါကျွန်တော်တို့ local axis လေးရဲ့1 2 direction အတိုင်းပေါ့နော်ကျွန်တော်တို့ဒီအနီရောင်လေး local axis က x direction ပေါ့နော်အစိမ်းလေးက y နဲ့အပြာလေးက z direction နော်အဲ့တော့အဲ့ဒီ direction นี่မှန်ဖို့လိုတယ်เนาะအဲ့ဒါမှကျွန်တော်တို့က plate တိုင်းကိုကြည့်လို့ရှိရင်သူတို့ရဲ့ movement တွေရဲ့ direction တွေပေါ့နော် positive negative ကိုပြီးအမှန်တည်းရပါဘူးနော်အဲ့တော့ plate တစ်ခုကကျတော့ upward ဖြစ်နောက် plate တစ်ခုက downward ဆိုရင်သူတို့ movement ရဲ့ sign တွေပြောင်းပြန်ဖြစ်တယ်နော် compression ဆုံး tension ဆုံးပြောင်းပြန်နေဖြစ်ကုန်နော်အဲ့တော့ကျွန်တော်တို့ကအပေါင်းလုပ်တွေနိုင်ရှင်ရတာခက်ခဲတော့နော်ခုဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့လွယ်သွားပြီနော်အဲ့တော့အလဲ span လေးမှာကြာလို့ရှိရင်ဒါ positive movement လေးတွေပုံများတယ်နော်ထားပါတော့နော်အဲ့တော့ဒီပမာဏလေးတွေကလည်းပြန်စစ်တော့ကြည့်ရအောင်နော်ပြီးရင်ကျွန်တော်တို့ my တန်ဖိုးလေးတွေ y bit direction နော်ပြီးလို့ရှိရင် mx ဆိုရင်တော့ဒါ twisting movement လေးတွေပေါ့နော်ပြီးလို့ရှိရင် qx qy ကတော့ဒါ shear ပေါ့နော် x direction မှာရှိတဲ့ section ဖြတ်တဲ့ plane မှာပေါ်တဲ့ vertical shear ပေါ့နော်အဲ့ဒါ qx လို့ခေါ်တာပေါ့ qy ကတော့ y axis ကိုဖြတ်တဲ့ direction ဘက်မှာရှိတဲ့ shear ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်တို့ဒီ plate model လေးတွေဘယ်လိုလုပ်ကြလဲဆိုတာကိုနမူနာလေးလုပ်ပြတာပါနော်အဲ့တော့စမ်းပြီးတော့လုပ်ကြည့်ကြပါပြီးလို့ရှိရင်လည်းပဲဟိုကျင်းတဲ့ဖွဲ့ result မဟုတ်တဲ့ဟာမျိုးကြားလို့ရှိရင်နည်းနည်းကျွန်တော်ရှိကိုပြန်ပြီးတော့ report လေးပြန်ပို့ပြီးရင်ကောင်းပါတယ်เนาะအဲ့တော့ကျွန်တော်ရဲ့ website edu.firstsoftlet.asia ထဲမှာကျွန်တော်တို့ register လုပ်ထားရင် application လည်း download လုပ်လို့ရမယ်ပြီးလို့ရှိရင်လည်းပဲကျွန်တော်တို့ comment လေးတွေကို view check ကနေပို့လို့ရပါတယ်เนาะအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်เนาะကျမ်းမာချမ်းသာပါစေလို့